မင်္ဂလာပါချယ်ဆီချစ်သူတို့ရေချယ်ဆီအသင်းဟာယနေ့ညတနာရီအချိန်ကအင်္ဂလန်ဖလားကပ်ဒုတိယအဆင့်ပွဲစုလူတန်တောင်းအသင်းနဲ့ရှုပ်ပြိုင်ကစားခဲ့ပြီးအိမ်ရှင်ချယ်ဆီအသင်းက2-0နဲ့အနိုင်ရပြီးတတိယအဆင့်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်ချယ်ဆီအသင်းဟာတတိယအဆင့်မှာတော့ပရီးမီးယားလိဂ်ကလပ်လက်ယူနိုက်တက်အသင်းနဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်ချယ်ဆီအသင်းရဲ့တွင်းဂိုးတွေကိုတော့ဒန်နီဝဲဘက်နဲ့အိုဂျီတကိုးတို့ရရှိတွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချက်စီးသင်းဟာအက်စတွန်ဗီလာအသင်းရဲ့အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်စ်ကိုပြောင်းရွှေ့ကြေးပေါင်း9.5 တန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။မာတီနက်စ်ဟာချက်စီးသင်းနဲ့နှစ်နောက်ထပ်ရွေးချယ်ခွင့်ပါရှိတဲ့စာချုပ်ကိုချုပ်ဆိုသွားမယ်လို့သိရပါတယ်။အက်စတွန်ဗီလာအသင်းဟာချယ်ဆီအသင်းရဲ့စီနီဂေါတိုက်စစ်မှုနီကိုလတ်စ်ဂျက်ဆင်ကိုပြောင်းရွှေ့ကြေးပေါင်း65တန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်။နီကိုလတ်စ်ဂျက်ဆင်ဟာအက်စတွန်ဗီလာအသင်းနဲ့နှစ်သက်တမ်းရှိတဲ့စာချုပ်ကိုချုပ်ဆိုသွားမယ်လို့သိရပါတယ်။ချက်ဆီအသင်းဟာအသက်18နှစ်အရွယ်အီတလီဗဟိုနောက်ခံကစားသမားဟိုနက်စ်အာဟာနော်ကိုပြောင်းရွှေ့ကြေးပေါင်တန်း40နဲ့ခေါ်ယူဖို့အတ္တလန္တာအသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။မိုက်ပန်နာနဲ့ပတ်သက်၍နီးပြအလွန်ဆိုပြောကြားချက်ကနောက်ထပ်လေ့ကျင့်ပြင်ဆင်မှုတွေထပ်လုပ်သွားမယ်ဆိုရင်သူပွဲကစားခွင့်တွေပိုရလာမှာသေချာပါတယ်။ဖိအားများတဲ့အခြေအနေတချို့မှာတောင်သူဟာတည်ငြိမ်အေးဆေးစွာရှိနေခဲ့တာကိုတွေ့မြင်နိုင်ခဲ့ပါတယ်။အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ချယ်ဆီချစ်သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။